အားလုံးပဲမင်္ဂလာပါဗျအာကာ easy guitar ကနေပြန်လည်ပြီးတော့တကယ်ချင်းတို့ကိုကြိုဆိုလိုက်ပါတယ်အဲဒီတော့ကျွန်တော်တို့ရှေ့မှာတင်ခဲ့တဲ့ lesson 3 ထိရောက်ပြီပေါ့နော်အခုက lesson 4ကိုစပြီးတော့တင်ကြားပြတော့ပြီးမှဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီအရှိကတင်ခဲ့တဲ့ဥစ္စာတွေကိုကျွန်တော်ညီကိုတွေတကယ်ချင်းတို့ပေါ့နော်ကြည်ချင်းချက်လေးလေ့ကျင့်နိုင်ပြီလို့ထင်ပါတယ်လက်တွေလည်းအတမ၄ချောင်းလုံးတက်လာပြီလို့ကျွန်တော်ယုံကြည်ပါတယ်တကယ်လို့ကျွန်တော်တို့ဒီဆန္ဒရှိတယ်ဆိုလို့ရှိရင်ပေါ့နော် comment ထဲမှာဒီလက်လေးကိုတက်ပုံရိုက်ပြီးတော့ comment ထဲမှာရေးတော့ပေါ့နော်အားဆိုလို့ရှိရင်ကျွန်တော်တင်ပြရတယ်ပို့ပြီးတော့အားရှိသေးတယ်ပေါ့နော်တကယ်လေ့ကျင့်တဲ့ကျွန်တော်ညီကိုလေးကိုကျွန်တော်မြင်ရလို့ရှိရင်ကျွန်တော်တင်ပြရကြိုးလက်ပါတယ်ပေါ့နော်ကျွန်တော်တို့အရှိရဥစ္စာလေးကိုကြည်ချင်းနဲ့လေ့ကျင့်မှာတစ်ခုချင်းကြည့်ပါကြော်ပြီးတော့မကြည့်ပါနဲ့ပေါ့နော်အားလေးကိုကျွန်တော်ပြောပြချင်ပါတယ်အဓိကစိတ်ရှိပါကျွန်တော်တို့ခေါ်ရီကိုင်နိုင်ဖို့ဆိုတာဒီအတမလေးတက်ထားပြီဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်ရီကိုင်ရတာပို့ပြီးတော့လွယ်ကူသွားမယ်ပေါ့နော်ဒါလေးကိုလေးမကျင်မှကျွန်တော်တို့ခေါ်ရီကိုကိုင်လို့လည်းရတယ်ပေါ့နော်ဒါပေမဲ့အတမထွက်တဲ့ပြဿနာတွေပြီးလို့ရှိရင်ကျိုးမလို့တဲ့ပြဿနာတွေပြီးလို့ရှိရင်လက်တွေအရန်နာတဲ့ပြဿနာတွေပေါ့နော်အဲ့ဒါလေးနဲ့ဒီကိုတို့ဂျားထဲမှာစိတ်လက်ကြပြီးတော့ဂီတာကြီးကိုပြစ်ချပြီးတော့လုံးဝမတီးနိုင်တဲ့အနေထားတစ်ခုစိတ်လက်ထိုးကျသွားနိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒါလေးကိုအရင်ကလေ့ကျင့်ထားတဲ့အခါကျတော့ကျွန်တော်တို့ကဒီခေါ်ရီကိုင်တဲ့ခါကြလို့ရှိရင်တသက်တာနဲ့ကျွန်တော်တို့ကိုင်ရမှာဖြစ်ပါတယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ဒီလိုခေါ်ရီကိုင်နိုင်ဖို့အဲ့လိုကိုင်နိုင်ဖို့တော့ကျွန်တော်တို့လက်လေးတွေကိုလေ့ကျင့်ခန်းလုပ်ပေးရရင်ဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့လေ့တည်တဲ့ခါကြလို့ရှိရင်လည်းဒီလေ့ကျင့်ခန်းတွေကအများကြီးသုံးဝင်ပါတယ်နောက်ပိုင်းကျလို့ရှိရင်ညီကိုတွေသိလာပါလိမ့်မယ်ပေါ့နော်အခုကကျွန်တော်သင်ပေးတာကတန်ပေါ့နော်โอเคအဲ့လိုလို့ရှိရင်ကျွန်တော်တို့ lesson 4မှာစပြီးတော့လေ့ကျင့်ကြအောင် lesson 4ကိုကျွန်တော်တို့ဘယ်လိုတီးမလဲဆိုလို့ရှိရင်ပထမဒီ1မှာဒီတမျိုးနဲ့လက်ကလေးနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့2မှာကျတော့လက်တကြွယ်3မှာကျတော့ကျွန်တော်တို့လက်တန်၄ချောင်းလုံးကျွန်တော်တို့ဒီသူ့နံပါတ်လေးနဲ့သူ့ကွက်လေးနဲ့သူပြပေးတာဖြစ်ပါတယ်ပေါ့နော်ဒေါင်းလေးပဲဒီပါเนาะဒီလိုအောက်ကိုဒီတဲ့ဒေါင်းလေးနဲ့ပဲကျွန်တော်ပြပေးပါတာโอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ lesson 4မှာကျတော့ဒေါင်းလေးပဲမတီးဘဲနဲ့ကျွန်တော်တို့ app လေးပါတီးမယ် app ဆိုတာကျွန်တော်တို့ခုနဒေါင်းပါလေးလေးပေါ့နော် app ကအောက်ကနေကျွန်တော်ပထမလေးနဲ့အပေါ်ကိုပင့်တင်တာဖြစ်ပါတယ်เนาะပင့်တင်ပြီးတော့ခတ်တာကို app လို့ခေါ်ပါတယ်ကျွန်တော်တို့ lead တီးတဲ့နေရာမှာလည်းဒေါင်းကပဲတီးရတာဖြစ်ပါတယ်ဒေါင်းလေးပဲတီးရတာမဟုတ်ပါဘူးရတန်တီးတဲ့ခါကြလို့ရှိရင်လည်းကျွန်တော်တို့လက်ခတ်တွေတီးတဲ့ခါကြလို့ရှိရင်ဒီလိုဒေါင်းကတီးရတာဖြစ်တယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်တို့ lesson လေးကိုစပြီးတော့လေ့ကျင့်ကြရအောင် lesson 4ကိုကျွန်တော်တို့ထုံးစံတိုင်းမထုံလုံးလေးဖွင့်တာဖြစ်ပါတယ်ပေါ့နော်ပထမဆုံးစပြီးမယ့်ဒီလိုတွေ80လေးနဲ့ပဲစတီးမယ်ပြီးတော့ကျွန်တော်တို့ဒီအကွက်လေးဘာလေးကိုရွှေ့နိုင်တယ်တော့ရွှေ့ပြီးတော့လိုက်တီးပါတော့ထုံးစံမြန်မှုမလိုပါဘူးဒီကစိတ်ရှည်ပုံနဲ့ပုံမှန်လေးတီးလို့လိုရပါတယ်ပေါ့နော်ထုံးစံတိုင်းကျွန်တော်တို့လက်မလေးကိုဒီလိုထားမှထားမယ်နဲ့အနောက်လေးမှာဒီလိုလေးအတန်ရာလေးထားမယ်ပေါ့နော်ကျွန်တော်တို့စပြီးတော့တီးကြည့်မယ်ကျွန်တော်တို့ဒေါင်းကြီးမတီးတော့ဘူးเนาะခုနကပထမဆုံးကျွန်တော်သင်ထားတာဒေါင်းအဲ့လိုဒေါင်းလေးဒီဒေါင်းအဲ့လိုတင်ထားပါเนาะအခုကကျွန်တော်တို့ဒေါင်း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 တီးရမှာဖြစ်ပါတယ်เนาะပုံမှန်လေးဖြည်းဖြည်းချင်းလေ့ကျင့်မှာအပေါ်နဲ့အောက်ကိုတီးပြီဆိုလို့ရှိရင်အောက်ကနေအပေါ်ပြန်ကြော့မယ်ပေါ့เนาะကျွန်တော်အောက်ကနေပေါ်ပြန်တက်မယ်ထပ်ရွှေ့ပါအောင်နော်ကျွန်တော်အောက်ကနေပေါ်ပြတ်တယ်မယ်
တော်တို့ထပ်ရှိမယ်ကျွန်တော်မထုံလုံးလေးကို80ဖွင့်ပြီးတော့ဒီပြပြီးသွားတာပေါ့နော်ဒီကိုတွေကကျွန်တော်တို့တကယ်ချင်းတော့ဒီပုံစံလေးလိုက်ပြီးတော့တတိပိတစ်ချက်ချင်းဒီပဲကျွန်တော်လေ့ကျင့်မယ်အဲဆိုလို့ရှိရင်ရှေ့မှာအတမတက်ထားတဲ့ဒီလေ့ကျင့်ခန်းလေးထပ်ပြီးတော့ကြည်ရင်းနဲ့ဖြစ်အောင်လေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝလက်တွေကခေါက်ရခံလို့ရှိရင်မနာတော့တဲ့ဒီအနေထားလေးဖြစ်သွားအောင်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလက်ထိပ်လေးမှာအတမတက်ခါစားဖြစ်လာပြီဆိုလို့ရှိရင်ဒီအဖက်လေးတွေကွာလာနိုင်မယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့တဖြည်းဖြည်းနဲ့လက်တွေကပို့ပြီးတော့မာလာမှာဖြစ်ပါတယ်ပေါ့နော်ဒီစနှိပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကျိုးနှိပ်မှာအဖိမအတန်ထွက်တာဖြစ်တယ်မို့လို့စနှိပ်လို့ရှိရင်တော့လက်တွေတော့နာကောင်းနာပါလိမ့်မယ်ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်အစပိုင်းမှာနာခံတာမှာနောက်ပိုင်းညမှာပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီတာယာချုံးဝေးတဲ့နားထောင်လို့ကောင်းတဲ့အတန်လေးထွက်ဖို့ဆိုတာအခုဘက်ကအရင်ဆုံးနာကျင်ရတယ်ပေါ့နော်အဲ့ဒါလေးကိုညီကိုတို့တည်ထားပြီးဖို့လိုအပ်ပါတယ်เนาะတကယ်ချင်းတို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ lesson 4လေးကိုရတော့မယ်ထင်ပါတယ်ပထမတစ်ဆင့်ရင်းလေးကြည့်ပြီးတော့မှတီးသွားပါအဆင့်ကြီးကြော်ပြီးတော့မကြည့်ပြီးဖို့အရင်ကြီးပါတယ်ပေါ့เนาะကျွန်တော်တို့ပုံမှန်တိုင်းလေးဒီကျင်တော်ဖို့လိုအပ်ပါတယ်